မောင်ရဲထက်အောင်ဖြစ်ပါလေခင်ဗျာဒီဝန်ထမ်းဆိုရင်ကျွန်တော်ရဲ့တတိတာအတွက်အကောင်းဆုံးအကူရတဲ့ဝန်ထမ်းဖြစ်တဲ့အတွက်ပြီးရင်ထုတ်လုပ်မှုပိုင်းမှာဆိုလို့ရှိရင်ဝင်ပေးလိုက်တယ်ဆိုလို့ရှိရင်လက်ကြည့်တရားမလို့အောင်ဝင်ယူပေးတဲ့အတွက်ဒီကလေးကိုကျွန်တော်ကတော့ထုတ်လုပ်မှုအကောင်းဆုံးဝန်ထမ်းဖြစ်သတ်မှတ်ပေးထားခြင်းဖြစ်ပါလေခင်ဗျာတစ်နှစ်လုံးမှာတရက်မှဖွင့်ပြီးနော်ဒီလိုဝန်ထမ်းတော်တော်လေးရှားပါတယ်ကျွန်တော်တို့ဆွေမိတ်ကမှာဝန်ထမ်းအခု90ဝန်းကျင်နေရဒီတယောက်ပဲရှိပါတယ်တကယ်လို့လား90လုံးကတရက်မှဖွင့်မယူဘူးဆိုရင်လည်း90လုံးကျွန်တော်ဒီစုပေးမှဖြစ်ပါတယ်နော်ဒီလိုအခုအိမ်ဆောက်ပြည်စဆိုင်တွေဆိုပြီးပါတယ်တစ်နေ့မှာနေရာကြီးကြလို့ရှိရင်အော်ဒါရရှိနေအကြာကြီးဆောင်ရတယ်ဆိုတာနော်အဲ့တော့ဒီလိုဝန်ထမ်းတွေလာရှိနေမယ်ဆိုရင်တေချာပေါ့ရက်အကြာကြီးဆောင်ကြရဘူးနော်အခုကျွန်တော်ရွှေမေးတဲ့မှာတော့တယောက်တည်းပဲပေါ်လာတယ်ပေါ့နော်လုံးဝတရက်လုံးမှာတစ်နှစ်လုံးမှာတရက်မှဖွင့်ပြီးတာသူ့ရဲ့နားရက်မှာသူ့ရဲ့ပိတ်ရက်မှာပဲနားတယ်ဒါတော့မှ OD ပေးလို့ရှိရင် OD ဆင်းပါတယ်အချိန်ကိုဆင်းပါတယ်နော်အဲ့ဒါကြောင့်မို့လို့ထိုက်တယ်နဲ့စုကိုပေးရပြီဖြစ်ပါတယ်ခင်ဗျာမောင်ရဲထက်အောင်ဆိုလို့ရှိရင်တော့ဒီတစ်နှစ်တာအတွက် KPI အကောင်းဆုံးဝန်ထမ်းဖြစ်သတ်မှတ်ခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီဆွေးနွေးတဲ့ဆက်ရုံရဲ့စီကံတွေကိုဒီအလိုက်နာဆုံးပြီးတော့ရက်အမှန်ဆုံးခွင့်မဲ့မရှိတော့ဒါဒီလိုမျိုးအရေးရှင်လေးတွေကိုအကုန်လုံးစုပြီးတော့ KPI သတ်မှတ်ပြီးတော့ KPI အကောင်းဆုံးစုသတ်မှတ်ခြင်းဖြစ်ပါတယ်ခင်ဗျာရဲနဲ့အောင်6သိန်းဖြစ်ပါတယ်ခဏလေးပါလာပါပြီအားလုံးကျေးဇူးတင်ပါတယ်အခုလိုစုပေးရဲ့ဆရာဦးစောတော်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးပြီးတော့နောက်တစ်လည်းဒီထက်အများကြီးကြိုးစားပါအောင်မယ်ပြင်ပေးတဲ့အတွက်အခုလိုအလုံးမပြတ်ပဲနဲ့လောက်စင်းတာသူတို့နဲ့ပြီးတော့အဆင်ပြေလို့ပေါ့နော်လောက်ဟုတ်ကဲ့တော့ပါလေကိုစီရောအောင်တန်းကြော်တော့လည်းကျေးဇူးတင်ပါတယ်သူတို့နဲ့အပြည့်တွေ့နေရအောင်ပြောတာဆိုတော့တို့ရှိကြကြောင်းလောကမနာပဲနဲ့လှုပ်ဆင်းပြ